မှကျူဆိုပါတယ်အတုတ်တုတ်နေတာမဟုတ်အလုံးလုံးနေတာဖြစ်ပါတယ်အန်ယူဂျီရဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်း88မျိုးဆက်ကျောင်းသားကောင်းဆောင်အန်ယူစီစီရဲ့ခေါင်းကင်ဖခင်လို့ပြောရမယ်ကိုမင်းကိုနိုင်ပြည်ထောင်ဝင်ကြီးလွင်ကိုလက်သူတို့ဟာပဲခူးတိုင်းတနေရာကိုစိုးမိုးထိတ်ချုပ်ထားတဲ့နေမြေဆိုပြီးလမ်းလျှောက်ပြသခဲ့တဲ့ဗီဒီယိုကလစ်တစ်ခု29စက္ကန့်ထွက်လာတယ်အတုတ်တုတ်နေတာမဟုတ်လုံးနေတာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်သတင်းတွေသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာဒါကြိုဆိုရမယ့်ကိစ္စတစ်ခုလို့ကျွန်တော်တို့မြင်ပါတယ်လက်ရှိဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကိုမင်းကိုနိုင်လွင်ကိုလက်ပေါ့နော်ကိုလင်ကိုလက်အစရှိတဲ့သူတွေဟာအသက်50 60တန်းတွေကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်ဆိုစပိန်နေတောင်တစ်ခေါင်းလုံးဖွေးလို့အဲ့ဒီဗီဒီယိုထဲမှာဆိုရင်တချို့တွေလည်းကြည်ပြီးသားဖြစ်လိမ့်မယ်မကြည့်ရသေးနဲ့ကျွန်တော်ထပ်ပြမယ်ခဏလေးကိုမင်းကိုနိုင်ကမျက်မှန်လေးတက်ပြီးပစိုးလေးနဲ့လမ်းလျှောက်တယ်အန်ယူဂျီရဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတော့ဘောင်းမီလိုလေးနဲ့ပေါ့ကာဝေးတူဝင်ကြီးနိုင်ကောင်းကြကတော့ပျောက်ကြားဝစ်စုံဟတ်ဖောင်းပေါ့ညီသားလန်းကြည်တနေရမှာလမ်းလျှောက်လာတော့မှစကားသံလေးတွေကြားရတယ်ဒီစကားသံလေးတွေကိုကြည့်တော့ဒါကျွန်တော်တို့စုံမိုးထိတ်ချုပ်ထားတဲ့နေရာပေါ့အဲ့ဒါအားလေကိုမင်းကိုနိုင်နေမြို့ပေါ်တော့ရောက်လာပြီတော်ရဲမှာမဟုတ်တော့ဆိုပြီးတော့အမတ်နှစ်စစ်ဒေသရဲ့တာဝန်ခံလို့ပြောလို့ရတဲ့ရဲဘော်တင်ဦးဆိုတဲ့ပုဂ္ဂိုလ်ကနှုတ်ဆက်စကားပြောနေတာကိုလည်းကျွန်တော်တို့ကြားလိုက်ရတယ်အဲနှုတ်ဆက်စကားပြောနေတဲ့လူကလည်းရဲဘော်တင်ဦးလို့သိရတယ်ဒီဗီဒီယိုကလစ်နဲ့ပတ်သက်ပြီးတော့ကြိုးစိုးကြတဲ့လူတွေရှိတယ်လို့ဝေဖန်ကြတဲ့လူတွေလည်းရှိပါတယ်ပေါ့နော်ဒါအပြင်မှာအရှိ3-4-5 လလောက်တော့ကတော့ထင်ပါတယ်ပေါ့ကျွန်တော်တို့ဝန်ကြီးချုပ်အန်ယူဂျီရဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကရန်ကုန်ကိုချီတက်မယ်ပေါ့နော်ရန်ကုန်ကိုသွားမယ် PDF တွေကိုမိကုံးပြောတယ်စစ်ထွက်မိကုံးပြောတယ်ဆိုတဲ့ဗီဒီယိုကလစ်တစ်ခုလည်းကျွန်တော်တို့တွေ့လိုက်ရပါတယ်ပေါ့အဲ့ဒီမှာတော့ဟိုတလောကအခြေချင်းသတင်းကြီးတဲ့မက်ကြီးပြာတို့ပါတယ်လို့ကျွန်တော်တို့အဲ့ဒီဗီဒီယိုနဲ့ဓာတ်ပုံတွေမှာတွေ့ရတယ်ပေါ့နော်ဆိုတော့တွားတဲ့နေရာဟာပဲခူးတိုင်းလို့ပြောမြင်မြည်နေရလေလို့မသိပေမဲ့ပဲခူးတိုင်းကိုခြေကုပ်ယူရယူထားနိုင်တဲ့အမှန်တည်းစစ်ဒေသနယ်မြေထဲမှာတော့ဖြစ်လိမ့်မယ်လို့အကြမ်းမြင်ယူဆလို့ရတယ်ဒီသက်ဒီအရွယ်တွေနဲ့ဒီဒေါ်လာရေးအတွက်မြေပြင်နေဘူးကျဲထဲမှာတွားရောက်လောက်ကင်ဆောင်ရွက်နေမှုတွေကိုတော့ကျွန်တော်တို့ကြိုးဆိုပါတယ်ဒါပေမဲ့ထိရောက်တဲ့လောက်ကင်ချင်းမျိုးစနစ်ကြတဲ့လောက်ကင်ချင်းမျိုးတော့ဖြစ်လိမ့်မယ်လို့ဖြစ်စေခြင်းတယ်လို့တိုက်တွန်းခြင်းပါတယ်အရှိမဒီဒေးခေါ်ခဲ့တာတွေလမ်းများအလုံးနေပြီးတော့တို့တိုက်စစ်ဆင်မယ်ပေါ့ဗျာထိုးစစ်ဆင်မယ်တနိုင်ငံလုံးဆိုင်ရာထိုးစစ်တို့ပေါ့နော်အစရှိတဲ့အချက်တွေနဲ့အတူလက်တွေ့မှာတော့လုံနိုင်ချီအားနေတာကိုကျွန်တော်တွေ့ရပါတယ်ဒါအပြင်မှာ NUG MOD ရဲ့တက်တွေတွေကပြည်ထောင်နဲ့ကာကွယ်နှစ်ခုပေါင်းကင်ထားတဲ့ပကပပလပပါဖတွေရဲ့သတင်းတွေအကြောင်းအရာတွေကြောင့် NUG အစိုးရဆိုတဲ့အဖွဲ့ဟာအတော်ကိုလူကလိမ့်ကနဲ့ရှင်တန်ဖြတ်တန်းနေရတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါပြင်မှာ NUG ရဲ့လေပတ်နေတဲ့ငွေကြေးရန်တရားတွေနဲ့ပတ်သက်ပြီးစရင်ရှင်းတန်းတွေထုတ်ပေးဖို့လေတောင်းဆိုတဲ့တစ်ဆက်ကြားနေရတာကျွန်တော်တို့တွေ့ရပါတယ်။ဒါတွေကိုစနစ်တကျမှတ်တမ်းပြုစုပြီးတော့တစ်ချိန်ကျရင်တော့တိတိကျကျဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်ပြီအဲ့ဒီတော့ပဲခူးတိုင်းကို NUG ဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးပြည်ထောင်ဝန်ကြီးတွေရောက်လာပြီဆိုတော့ပဲခူးတိုင်းဆိုင်လုံးဆိုင်ရာထိုးစစ်ကြီးစတင်နိုင်မလား
စတင်နိုင်မယ်ဆိုရင်တော့ပဲခူးဟာအင်မတန်ချက်ချကြတဲ့ဒေတာပါပဲခူးရိုးမကြီးဟာပဲခူးရိုးမတခွင်ကရင်ပဲခူးအဆက်ဒီနေရာတွေကိုပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားနိုင်တယ်လို့တော့ကျွန်တော်တို့အကြမ်းမြင်သိရတယ်ဒါအပြင်မှာဒီဘက်တပ်မဟာငါအချမ်းပေါ့နော်ပဲနွယ်ကုန်းတို့ကြောက်ကြီးတို့ဒီတရောကုန်လေပြည်သူ့ကာကွယ်ရေးတပ်တွေရှိနေတယ်ဆိုတာမျိုးကျွန်တော်တို့သိရတယ်ဆိုတော့ပဲခူးဟာရန်ကုန်သွားမလားနေပြည်တော်သွားမလားဗမာပြည်ရဲ့အလေဘဟုမဟာဗျူဟာကြတဲ့ဒေသတစ်ခုဖြစ်ပါတယ်အဲ့ဒီအမတ်နှစ်စစ်ဒေသတခွင်မှာတော့ LPDF တွေကိုလက်မခံဘူးမောင်းထုတ်မယ်ခြေမုံမယ်ဆိုတဲ့ကြေညာချက်တွေထွက်ခဲ့တဲ့ဒေသတစ်ခုဖြစ်တယ်လို့တစ်ခိုးထုတ်မှုနဲ့ပြဿနာတွေအများအပြားရှိတဲ့နေရာတစ်ခုလို့လည်းကျွန်တော်တို့အချမ်းမြင်သိထားရပါတယ်အဲ့တော့ဒီနေရာကို NUG ရဲ့ဝင်ကြီးတွေဝင်ကလေးတွေဝင်ချုပ်တွေရောက်သွားတဲ့အခါကျတော့ဒီပြဿနာတွေကိုဖြေရှင်းပြီးဗျူဟာမြောက်ထိုးစစ်ကြီးကိုပဲခူးတိုင်းကနေစဆင်နွှဲနိုင်မလားဆိုတဲ့စဉ်းစားချက်တချို့မျှော်လင့်ချက်တချို့ကိုလည်းကျွန်တော်တို့တွေ့ရတယ်လို့တချို့မှလည်းပြည်သူကိုမျှော်လင့်ချက်အမှားတွေထပ်မပေးပါနဲ့တော့ဆိုတဲ့ဝေဖန်မှုတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ NUG ရဲ့ဝင်ကြီးချုပ်ပြည်ထောင်ဝင်ကြီးကာကွယ်ရေးဝင်ကြီး NUCC ရဲ့ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ပဲခူးတိုင်းထဲကိုရှောက်နေတဲ့အချိန်မှာပဲခူးတိုင်းမှာဘာတွေဖြစ်နေလဲစကိုင်းတိုင်းမှာတော့အင်းတော်ကျသွားပြီးမော်လူသိမ့်ပိုက်ခံလိုက်ရပြီးတကာလဖက်စစ်တပ်ကအရှိကိုဆက်တိုးလာတဲ့အခြေအနေကိုကျွန်တော်တို့တွေ့နေရတယ်လို့ဒီကနေ့ညနေနောက်ဆုံးသတင်းတွေရမော်လူဖက်စစ်တပ်သိမ့်ပိုက်ရရှိသွားပြီလို့သိရပါတယ်ရင်းမှာပင်ခရိုင်တကြောမှာလည်းအကြမ်းဖက်စစ်တပ်ရာနဲ့ထောင်နေရှိတဲ့ထိုးစစ်တွေကိုပြင်းပြင်းထန်ထန်ခုခံနေရတယ်လို့တစ်ဖက်ရွှေဘူငင်းချံဝက်လက်တကြောမှာလည်းစစ်တပ်ဟာရွာလုံးကျုံမီးရှို့မှုတွေတစ်ဆက်လုံနေတဲ့အခါမှာအဲ့ဒီဒေသမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုတွေဆောင်ရွက်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီနေရာမှာထူးခြားတာကငင်းကြံခွင်ပေါ့ဗျာငင်းကြံတကြောမှာအင်မတန်နာမည်ကြီးပြီးအင်အားရှိပါတယ်ဆိုတော့ငင်းကြံ blood tiger MBT ကိုတက်ကြီးတို့0ပျောက်ကြားတပ်ဖွဲ့တွေအစရှိတဲ့တပ်ဖွဲ့တွေတော့ငင်းကြံပြည်သူလူထုကာကွယ်ရေးတိုက်ပွဲကိုဆင်နွှဲနိုင်ခြင်းမရှိသေးတာတော့တွေ့ရပါတယ်ဒါပေမဲ့အစီအစဉ်တွေစီစဉ်နေလို့လားအစင်သစ်မဖြစ်လို့လားလို့မသိရပေမဲ့တိုက်ရိုက်ခိုက်ရအလွန်မြင်မာပြီးတိုက်ခိုက်လို့စိမြင်များတဲ့မြင်းချံ blood tiger တပ်ဖွဲ့ရဲ့အတန်တွေတော့ဒီနောက်ပိုင်းပျောက်သွားသလို0ပျောက်ကြားတပ်ဖွဲ့ရဲ့မြင်းချံနယ်ကာကွယ်ရေးကိစ္စတွေလည်းကျွန်တော်တို့သိမတွေ့ရတာကိုတွေ့ရပါတယ်ဒါဟာမြည်သည့်ဘက်မှမလိုက်ပဲရှုမြင်တဲ့သုံးသက်တာဖြစ်ပါတယ်ဆိုတော့ကဒါဟာစကိုင်းတိုင်းရဲ့အခြေအနေလို့ကျွန်တော်တို့ယာယီပြောလို့ရတဲ့အခြေအနေဖြစ်ပါတယ်စကိုင်းတိုင်းကိုဖက်စစ်တပ်ဟာဒီနောက်ပိုင်းမှာဒလမန်းချမ်းစစ်ဦးဘလူးကဲခပ်ပြင်းပြင်းထိုးစစ်ဆင်ပြီးလေနဲ့ဘုံကျဲမှုတွေပါရာမီတာနဲ့ပြစ်ခတ်မှုတွေကိုလည်းပြင်းပြင်းထန်ထန်ကိုစစ်ဦးချိုးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်တိကျတဲ့မဟာဗျူဟာတွေတိုက်ရိုက်ခိုက်ရည်တွေကိုအသုံးမပြုတ်နိုင်ရင်တော့စကိုင်းတော်လန်ရေးကိုအညွန့်ချိုးနိုင်အောင်ဖက်စစ်တပ်ကြံစီနေချက်ကိုတတိမှုဖို့ပြန်လေတုံ့ပြန်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီလိုပဲတစ်ဖက်မှာစကိုင်းစစ်ခွင်မှာပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာပဲခူးတိုင်းထဲမှာ NUG ဝင်ကြီးချုပ်တွေဝင်ကြီးတွေဝင်ကလေးတွေ NUCC ခေါင်းဆောင်တွေပေါ်ပေါက်လမ်းလျှောက်ပြလမ်းလျှောက်တယ်ငါတို့မြေပြင်မှာရှောက်နေပြီဆိုတဲ့သတင်းစကားဟာမိခဲ့သူယူရတာလဲဆိုတာကိုတော့အများပြည်သူလူထုရဲ့သဘောထားကိုပဲကျွန်တော်တို့တောင်းခံရမယ်အခြေအနေပါအဲ့တော့မြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကာကွယ်ရေးဝန်ကြီးလွန်ကိုလက်ကာကွယ်ပြည်ထောင်ဝန်ကြီးလွန်ကိုလက်ကာကွယ်ဒုဝန်ကြီးနိုင်ကောင်းရွက်ရှင်းတဲ့ချင်းမျိုးဆက်အကြောင်းသားကောင်းဆောင်ကိုမင်းခိုင်ကိုနိုင်တို့ပဲခူးတိုင်းမှာရောက်ရှိနေပြီးတကားလားဒီကနေ့ညနေပိုင်းမှာပဲအမတ်နေစစ်ဒေသရဲ့တာဝန်ရှိသူတွေရဲ့ရှင်းလင်းစီရေးဆိုင်ရာမြေပြင်ရှင်းလင်းပြသနေတဲ့မြေပုံတွေကိုထိုင်ကြည့်နေတဲ့ဓာတ်ပုံတွေလည်းထွက်ပေါ်လာပါတယ်
ဒါဆိုရင်ပဲခူးတိုင်းမှာရောက်နေတယ်ဆိုတာကိုတော့ထပ်ပြီးအတီးပြုတ်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်အဲ့တော့ပဲခူးတိုင်းကိုဒီဝင်ကြီးဝင်ကလေးတော်လိုင်းကြီးဘက်ကပုံကိုယ်ကြီးရောက်နေတဲ့အချိန်မှာဘာတွေဖြစ်နေလဲဆိုတော့ပဲခူးအုပ်တွင်းထန်းတပင်ဖြူအဆက်စစ်တောင်းမြေဝန်ကဒေတာတွေလေရင်နဲ့နှဲစက်တိုက်ဘုံကျဲခံရတယ်လို့ကျွန်တော်တို့သိရပါတယ်မီလာ3ရက်နေ့ည9နာရီမှာအုတ်တွင်းကလေဆွဲမြောင်းရွာ6ကျိုးရွာထန်းတပင်မြို့နယ်9စီလောင်ရွာစလုံးကြီးဖြူးမြို့နယ်တောင်ပုချောင်ဒီနေရာတွေကိုဘတ်ဂျက်ကဝိုင်တွဲလေရင်တွေအပါအဝင်လေရင်3စီးနဲ့အချိန်ပေါင်း30ကျော်ဘုံကျဲတိုက်ခိုက်ခံရတယ်လို့သိရပြီမီလာ4ရက်နေ့မနက်7နာရီမှာတော့စတောင်းမြစ်အနီးမှာရှိတဲ့ကျေးရွာတွေကိုထပ်မံဘုံကျဲတိုက်ခိုက်ပါတယ်ပြည်သူလူထုကတော့ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့အခြေအနေရှိနေပြီးတော့ထိခိုက်ဒေဆုံးမှုတွေနေပျက်စီးမှုတွေတွေ့နေရပါတယ်ဒီနေ့မနက်မှာလည်းထပ်ကျဲတယ်လို့အခြေအနေတွေနောက်ဆုံးသိရတယ်ရွာလုံးကျွတ်တိတ်ချောင်မှုတွေကိုတော့ဒေသခံတွေအတီးပြုတ်ခဲ့ပါတယ်မေလ2ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်ဟာတာယာကုန်းမှာကြိတ်ကွင်းကျေးရွာစီကို120မမတွေနဲ့တိုက်ခိုက်တယ်ဧပြီမှာလည်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီဝင်ကြီးတွေဝင်ကလေးတွေလာလို့ဘုံကျဲတယ်လို့ပြောချင်တာမဟုတ်ပါဘူးသူတို့မလာလဲဘုံကကျဲနေတာပါပဲဒါအပြင်ကိုစစ်တောင်းမြေဝမ်းအပြင်ကိုပေါ့နော်ပဲခူးကရင်အဆက်ဒေတာတွေကိုတန်တောင်ကြီးလိုဒေတာမျိုးတွေကိုလည်းစစ်တပ်ဟာပြင်းပြင်းထန်ထန်ဘုံကျဲမှုတွေလုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲတော့ကျွန်တော်တို့နောက်ထပ်ပဲခူးမှာဘာထပ်ဖြစ်လဲဒီဝင်ကြီးဝင်ကလေးတွေရောက်ရှိနေစဉ်အတွင်းမှာပဲအင်းတော်မော်လူကိုသိမ်းပိုက်တဲ့သတင်းထွက်လာတယ်လို့ပေါ့နော်ပဲခူးတိုင်းအုပ်ဖို့သုံးမွေဆိုင်ကြေးရွာမှာ PDF တွေကတစ်ကေဒီသမားအမျိုးသားတအူးကိုရိုက်နှက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်ပါတယ်တပ်ဖြတ်ခံရတဲ့လူကမင်းလာမျိုးနဲ့စိန်ကန့်လန့်ကြေးရွာမှာနေတဲ့အသက်43နှစ်ရဲ့ကိုကျော်လင်းနိုင်ဖြစ်ပါတယ်ဧပြီလ25ရက်နေ့8နာရီမှာပဲခူးရိုးမပေါ်ကနေစိုက်ကယ်နဲ့တစ်တီတဲဆောင်မောင်းနေလာချိန်မှာသုံးမွေဆိုင်ကြေးရွာရောက်တဲ့အချိန်မှာ PDF တွေကစိုက်ကယ်ကိုတားတယ်ပေါ့နော်လှမ်းអော်ပြီးတော့တားတယ်မရက်ပေးလို့ဆိုပြီး PDF ကျဲပေါ်6ရောက်လိုက်သွားတယ်တနက်2ချက်ဖောက်ပြီးတစ်ဆိုင်ကယ်တွေကိုရက်ခိုင်းတယ်ကျော်လေးနိုင်ကိုမမီးပြဲမဲဆိုင်ကယ်ပေါ်ကဆင်းတာနဲ့တန်းရိုက်တော့တာပဲဘေးမှာတစ်ကယ်ဒီသမားတွေလည်းအများအပြားမျက်မြင်ရှိတယ်ကျွန်တော်ဆိုင်ကယ်တန်နဲ့မကြားလို့ပါဆရာတို့ရဲ့လို့ပြည်သူလူထုကပြောတာတော့မရဘဲနဲ့ကျိုးတုတ်ရိုက်နှက်ပြီးလေခွင်းနဲ့ခေါ်ပြီးတနက်နဲ့ပြစ်တက်လိုက်တယ်လို့သိရပါတယ်ဒီကိစ္စကိုကျူးလွန်ခဲ့သူတွေကတော့ဗျူဟာ20လောက်ကန်တာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း3803ကလားကြီးကဖြူဖွေးဥဆောင်တဲ့ PDF တပ်ဖွဲ့တွေဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအချိန်မှာဗျူဟာ22ဗျူဟာမှုနဲ့တပ်ရင်း3တပ်ရင်းမှုအသစ်တို့လည်းရှိတယ်လို့သိရပါတယ်အဲ့ဒီကိစ္စနဲ့လက်ရှိတပ်ဖြတ်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိသားစုတွေကတာဝရီကန်တပ်ရင်း3800နှစ်ကိုတိုင်ကြားစာပို့တယ်လို့သိရပါတယ်တစ်ဖက်မှာလည်းအဲ့လို PDF ကတက်ပြီးရင်စစ်တပ်သတင်းပေးဆိုပြီးတော့ဝါဒဖြန့်တာတော့လေမိသားစုကရှင်နာနာနဲ့တေသူကိုစော်ကားရကြပါတယ်တစ်ဆွဲစားတာကြာပါပြီတော်လိုင်းတက်ဖွဲ့တွေလိုအပ်တဲ့ပစ္စည်းတွေကိုလည်းတည်ယူပေးနေတဲ့သူပါလို့မျက်ရည်ဆက်လက်နဲ့ပြောပြခဲ့ပါတယ်အဲ့တော့ကိုကျော်လေးနိုင်တည်ဆုံးချိန်မှာတော့သူ့ရဲ့မိန်းမအသက်9နှစ်ရွယ်သမီးတူချန်ရှိခဲ့ပါတယ်ကိုကျော်လေးနိုင်ဟာစစ်တပ်နဲ့ပတ်သက်သူလုံးဝမဟုတ်ပဲတော်လိုင်းတက်တွေကိုတက်နိုင်တဲ့လောက်ကူညီတယ်တစ်လေးဆွဲစားတယ်ဆိုတဲ့အကြောင်းကိုလည်းဒေသခံ PDF တပ်ဖွဲ့ဝင်တွေကအတည်ပြုလာပါတယ်ဒါကတော့ပဲခူးတိုင်းကို NUG ဝင်ကြီးချုပ်တွေဝင်ကလေးတွေကိုမင်းကိုနိုင်တွေရောက်ရှိတဲ့အချိန်မှာထွက်ပေါ်လာတဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ပဲခူးတိုင်းရဲ့အခြေအနေကတော့ကျွန်တော်ကြားသိရလောက်ဆိုရင်တစ်ခုတ်တစ်မောင်ကိုကိစ္စဟာတပ်တွင်း PDF တပ်တွင်းတွေမှာအတော်ရှုပ်ရှက်ခတ်တဲ့အခြေအနေတွေကိုကျွန်တော်ကြားရသလိုအမှန်နဲ့စစ်တွေကထု
ထုတ်ပြန်တဲ့စာတွေဟာလည်းတစ်ခုတ်တဲ့အကျိုးစီးပွားနဲ့ဆက်နွယ်နေတဲ့ကိစ္စရပ်တွေလို့ကျွန်တော်တို့အကြမ်းမြင်သိထားရပါတယ်ဒါကြောင့်မို့ဒီအန်ယူဂျီဝင်ကြီးဝင်ကလေးတွေဝင်ကြီးချုပ်တွေပဲခူးတိုင်းကိုရောက်ရှိပြီးတဲ့နောက်မှာလက်ရှိအခြေအနေတွေကိုအရေးယူပြီးတော့အကောင်းဆုံးတော်လှန်စစ်မဟာဗျူဟာချမှတ်နိုင်မလားဒါကိုကျွန်တော်တို့တည်တည်ချာချာသိရှိလိုတယ်ပေါ့နော်ဒေါ်လာကြီး9နှစ်တာကာလအတွင်းမှာဥပြက်အိမ်ပြက်မြို့ပြက်ရွာပြက်ဒီလိုအခြေအနေတွေရင်ဆိုင်နေရတဲ့ပြည်သူလူထုဟာဒေါ်လာစစ်ကိုလည်းအနိုင်နဲ့ပြီးချင်နေတယ်လို့ဒေတာရင်း PDF နဲ့ဒေါ်လာကြီးတက်တွေရဲ့ဥပဒေမဲ့ဆောင်ရွက်မှုတွေပကဖတွေရဲ့ဥပဒေမဲ့ဆောင်ရွက်မှုတွေကိုလည်းတိကျတဲ့ဥပဒေများနဲ့အရေးယူဖို့စိတ်ဆန္ဒရှိကြပါတယ်ဒီနေရာမှာရဲဝင်းဦးဆိုတဲ့ကာချုပ်အစ်စ်ထောင်လိုင်းကြီးမှုချုပ်ကလာတဲ့ကာချုပ်အစ်စ်ဟာလက်ရှိတော်လိုင်းကြီးကိုဆင်နွှဲနေတဲ့ viewer design ကိုကျွန်တော်လေ့လာမိသလောက်တင်ပြချင်ပါတယ်အဲ့တော့လက်ရှိတော်လိုင်းကြီးတက်တဲ့ဒီနေရာလက်နက်ခဲယမ်းအခြေအနေတွေကိုအရင်ဆုံးစနစ်တကျမှတ်တမ်းပြုစုစုံစမ်းလေ့လာပါတယ်ဒီအခြေအနေကိုသုံးပြီးမြေပြင်နဲ့ဝေဟင်ပေါ့ဗျာလေရင်နဲ့မြေပြင်ကိုအတုံးချပြီးအားနည်းဆုံးနေရာတွေကိုရှာပြီးဖောက်တိုက်သွားပြီးမြို့တွေကိုသိမ်းပိုက်သွားနိုင်တဲ့အခြေအနေကိုကျွန်တော်တို့တွေ့နေရပါတယ်မြို့တစ်မြို့မပေးချင်ဘူးဆိုရင်တော့ခင်ဗျားတို့ဒေါ်လာရေးတပ်ဖွဲ့တွေ PDF တွေကလက်နက်ခဲယမ်းလူသူအစရှိတာတွေကိုပေါက်ကြားမှုမရှိအောင်ထိတ်ချုပ်ဖို့အဓိကလိုအပ်လာပါတယ်တော်လည်းကိုနေမီဒေတာရဲ့အခြေအနေအရရက်နဲ့မိသူကသတင်းပေးဖြစ်နိုင်တယ်မိသူကဒလန်ဖြစ်နိုင်တယ်မိသူကပြည်သူလူထုဖြစ်နိုင်တယ်ဂျားလူကိုဘယ်လိုထားမလဲဆိုတော့စနစ်ကြတဲ့ viewer မြောက်အခြေအနေတွေကိုရေးဆွဲကြရတော့မယ်ဗျမဟုတ်ရင်တော့တစုပ်တဲစုပ်တတုပ်တဲတုပ်ပြီးမဟုတ်တရုပ်တွေဖြစ်ကုန်မှာကြုံမြင်နေရတယ်နောက်ပြီးတော့ဒေါ်လာရေးတက်တွေရဲ့အဓိကနောက်ထပ်အားနည်းချက်ကစကားပြောဆက်တွေနဲ့ပတ်သက်တယ်လို့ကျွန်တော်တို့ကြားရပါတယ်ဒီစကားပြောဆက်တွေကုတ်ဘလောက်ချင်းချင်းပေါ့အဲ့ဒီစကားပြောဆက်တွေကိုစစ်တပ်ကဂျားပြတ်ဖမ်းယူပြီးတော့တရင်အချက်လက်တွေရနေတယ်ဆိုတဲ့အချက်မျိုးကိုလည်းကျွန်တော်တို့ကြားသိထားရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လေးနဲ့ဘုံကျဲမှုတွေကိုတရဆက်ပြင်းပြင်းထန်ထန်လုံနာလေးနဲ့ဒီနောက်ပိုင်းစစ်တောင်းမြင့်နီးကကြေးရွာတွေကိုဘုံတရဆက်ကျဲနေတယ်ဘကိုးတကြောကိုမှန်းဆပြီးတော့ဒီ NUG ဝန်ကြီးတွေဘယ်နေရာရောက်လဲဆိုတာကိုမှန်းဆပြီးတော့ကျဲနေတယ်ဆိုတာမျိုးကိုလည်းတွက်ဆလို့ရတယ်လို့ဘကိုးတိုင်းတွင်ခိုင်မာတဲ့တော်လှန်ရေးအခြေစိုက်မှုလုံနိုင်ဖို့ဒီဝန်ကြီးဝန်ကလေးတွေရောက်နေတော့ဒီနေရာမှာအထိုင်ချပြီးတော်လန်စစ်ကိုဖြန့်ခွဲထွက်ခါနိုင်ငံလုံးဆိုင်ရာထိုးစစ်ဆင်နိုင်တဲ့အခြေအဲ့ဒီအတွက်သူတို့ရောက်ရှိနေတာလားဆိုတော့မျောလင်းချက်မျိုးတော့မျောလင်းမိပါတယ်အဲ့တော့ NUG မှာတကယ်လုံရင်တကယ်တိုက်မယ်တကယ်စစ်နိုင်တိုက်ရင် viewer မြောက်တိုက်ခိုက်နိုင်တဲ့အခြေအနေမျိုးတရက်တော့ပိုင်ဆိုင်ထားတယ်ဆိုတာငင်းလို့မရဘူးအဲ့ဒီရှိထားတဲ့အင်အားတွေကိုတလွဲအသုံးချမှုကိုတော့အဲ့ဒီရဲ့စိုးကျိုးကိုတော့အခုခံစားနေရတယ်လို့ပြောလို့ရတယ်အဲ့တော့ MDY PDF ဆိုရင်လည်းဒီတိုင်းပါပဲပထမ TNL နဲ့ပေါင်းဆက်တိုက်ပွဲဝင်နေတဲ့အချိန်မှာ10ခွန်လှိုင်းနဲ့အင်မတန်အားကောင်းတဲ့ဒေါ်လာရေးတပ်ဖွဲ့ကြီးဖြစ်လာခဲ့ပြီးတခါလား NUG လက်အောက်ကိုဝင်ပြီးပေါင်းဆက်လုတ်ကင်တဲ့အခြေအနေမှာတော့တပ်တွင်းနှချမ်းကွဲမှုဖမ်းဆီးမှုတွေဖြစ်လာပြီးတော့မရယာပသိမ်ကြီးအစားရှိတဲ့မန္တလေးတိုင်းရဲ့မြို့တွေအားလုံးဒီပါအားလုံးဒီပါမဟုတ်လက်လွတ်လိုက်ရပါတယ်နော်အဲ့တော့ပြောချင်တာကအရင်ကမှားတဲ့အမှားတွေကိုသင်ခန်းစာယူနိုင်ဖို့လိုလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ဒီအသက်ဒီအရွယ်တွေနဲ့ဒီကနေ့ပဲခူးတိုင်းမြေပြင်နေပူကျဲတဲ့မှာရောက်ရှိပြီးတော်လည်းတက်တွေနဲ့တရားတဲ့ရှိနေတာကိုကြိုးဆိုပါတယ်
သို့တော့အစစ်စစ်ကတ်ထားတဲ့ခင်ဗျားတို့ရဲ့ခေါင်းဆောင်တွေရဲဘော်တင်ဦးလို့ပုဂ္ဂိုလ်ကအစပဲခူးတိုင်းဒေသတွင်းမှာရှိတဲ့ကာဝေးဝင်ကြီးဌာနမှာအောက်မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေရဲ့အဂရိလိုက်စားမှုမတမာမှုကျင့်ဝတ်ချိုးဖျက်မှုတွေကိုလည်းစနစ်တကျကင်တွယ်ပြီးတော့မာပြိုအမြောက်တိုက်ပွဲတွေဆင်နွှဲဖို့ကြိုးစားရပါလိမ့်မယ်တည်င်းတွေခင်ဗျားတို့ကြားကြမှာပါနော်ခင်ဗျားတို့မှာထောက်လိုင်းရေးတက်တွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့သိထားရတော့လေအဲ့တော့ဒီနေရာမှာဒီခေါင်းဆောင်တွေရောက်နေတဲ့အချိန်မှာပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့ယုံကြည်မှုတော်လိုင်းရေးတက်တွေကိုပြည်သူလူထုယုံကြည်လာအောင်ပေါင်းဆက်ပေးမှုဂရီကဝိတီကြည်မှုစစ်မဟာဗျူဟာခိုင်မာချပြီးဘကိုးကနေဖောက်ထွက်တဲ့တော်လန်ထိုးစစ်တရက်ဖြစ်ပေါ်လာဖို့ကြိုးစားပေးကြပါလို့တိုက်တွန်းရင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ